Mobile Legends ချစ်တဲ့သူတွေအတွက် Monton ကနေပြီးတော့ Promo Diamond Event ကို3လပိုင်း2ရက်နေမှာစတင်ဖွင့်ပေးလိုက်ပါပြီ။ Promo Diamond တွေကိုယူလို့စုလို့ရမယ့် Event ကာလကတော့3လပိုင်း2ရက်နေကနေပြီးတော့3လပိုင်း18ရက်ထိစုပေါင်း16ရက်ထိကြာမယ်။ Daily Test လုပ်ပြီးဒီနေ့ကို Promo Diamond 55လုံးထိရယူနိုင်ပါမယ်။နေ့တိုင်း Promo Diamond 55လုံးရကြရင်တော့လုံးဆောင်ရမယ့်တက်ဈေးတွေက Game စုပေါင်း2ပွဲတည်းဆော့ရုံပါပဲ။အဲ့ဒီနှစ်ပွဲမှာကိုယ်တငယ်ချင်းနဲ့တပွဲဆော့ကိုဆော့ပေးမှရပါမယ်။ Classic Run Bro MMBB Rising Open Mode ထဲကကိုကြိုက်နေတဲ့မုတ်တွေမှာဆော့ပြီးတော့ရယူပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ Daily Test နေ့တိုင်းလုပ်မယ်ဆိုရင် Promo Diamond 880တိစုပေါင်းရပါမယ်။အဲ့ဒါပြင်မတ်လ19ရက်နေ့မှာတော့ log in ဝင်လို့ရတဲ့ပေါက်ကိုဖောက်ပြီး Promo Diamond 1100နဲ့မှာ17လုံးကန်ကောင်းရင်ရရှိနိုင်ပါသေးတယ်။ Promo Diamond နဲ့ဝယ်လို့ရတဲ့ကိုကြိုက်ဆုံး skin ကောင်းပဲဝယ်ယူကြဖို့အကြံပေးပါတယ်။ Promo Diamond Event အတွက်လည်းဗီဒီယိုရဲ့နောက်ပိုင်းမှာမေးခွန်းလေးမေးပြီးပထမဆုံးအဖြေမှန်တဲ့အယောက်30ကိုဒိုင်ယာ17လုံးစီလက်ဆောင်ပေးသွားပါမယ်။စိန်တစ်လုံးမှမထည့်နိုင်တဲ့သူတွေအတွက်ရည်ရွယ်ပြီးပေးခြင်းမျိုးဖြစ်ပါတယ်။မေးခွန်းကတော့ရိုးရိုးရှင်းရှင်းလေးပါ။ခုလာနေတဲ့ KOF Event ရဲ့ကျွန်တော်ရနေတဲ့ Bingo Pattern တွေကိုခံမှန်းပြရမှာဖြစ်ပါတယ်။တစ်ကနေကိုထိကြိုက်တဲ့နံပါတ်5လုံးထိဖြည့်ဆို့နိုင်ပါတယ်။ဥပမာ1 2 3 4 5ဒါမှမဟုတ်5 6 9 8 9အစရှိသဖြင့်ဖြည့်ဆို့နိုင်ပါတယ်။ KOF Event Ticket ကလည်း7 ticket ထိရှိသေးတာဆိုတော့အဖြေကတော့ဘီဟေလီဆန်ကောင်းဆန်နိုင်တာမို့လွတ်လပ်စွာဖြည့်ဆို့နိုင်ပါတယ်။အဖြေ comment မှာတော့မိမိရဲ့ in-game ID လေးပါအောင် comment ပေးစေချင်ပါတယ်။နောက်တစ်ခု share လုပ်ပေးချင်တာကတော့ပရမ KOF skin တွေရဲ့ voice line တွေကဂျပန်လိုတွေပြောထားတာမို့လူကြိုက်အများဆုံးဖြစ်တဲ့ချောင်း KOF skin ရဲ့ voice line တွေကိုလည်းအနည်းဆက်ဆုံးအသင့်တော်ဆုံးဖြစ်အောင်ဘာသာပြန်ပေးထားတာကိုဗီဒီယိုထဲမှာ share ပေးထားပါသေးတယ်။လက်ဆောင်ပေးမဲ့မိကွန်းမှာအပြည့်မှန်တဲ့သူအယောက်30ထိမရှိခဲ့ဘူးဆိုရင်တော့ကြံသေးတဲ့လက်ဆောင်တွေကိုအစောဆုံး comment ပေးတဲ့သူတွေကိုပေးသွားမှာဖြစ်ပါတယ်။3ချိန်ထိလှည့်ထားတဲ့ free ticket ကလည်း7ခုထိရှိတယ်ဆိုတော့ကျွန်တော်ဖောက်ထားတဲ့ bingo နံပါတ်တွေကဘာတွေဖြစ်မလဲစိတ်ဝင်စားစရာပါ။ bingo နံပါတ်တွေရှိတယ်မရှိဘူးအစရှိတယ်လည်းဖြေဆိုနိုင်ပါတယ်။ဖြေရမယ့်နံပါတ်ကလည်း5ခုထိတောင်ဆိုတော့အဖြေမှန်တဲ့သူများမယ်လို့မြင်မိပါတယ်။အဖြေကဘယ်လိုမှန်လဲဆိုရင်မိမိဖြေဆိုလိုက်တာက1 2 3 4 5ဆိုပါစို့ကျွန်တော် KOF ဖောက်ထားတဲ့ bingo တန်းနေတာက1 3 4ဆိုရင်အဖြေမှန်ပါတယ်။ချောင်း KOF voice line လေးကျွန်တော်နဲ့အတူတူနားထောင်ကြည့်လိုက်ကြရအောင်။မင်းတေးချင်နေတာလားငါမင်းကိုတတ်ပေးလိုက်မယ်လာကိုမြင်နိုင်ငါ့ကိုမင်းသတိရနေတော့မှာမင်းငါ့ကိုကြောက်နေတာလားတကယ်တော့ဒီလိုမျိုးအဆုံးသတ်စေချင်တာမဟုတ်ဘူးကွာအတုံးမကြတဲ့ကောင်အတိတ်ဘက်ကိုမရှိဘူးပွဲကပြီးနေပြီမင်းရှုံးနေပြီတေစမ်းတေလိုက်ကျွန်တော်ရဲ့ဒီ share ဗီဒီယိုလေးကိုသဘောကျမယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲဘေးကင်းကြပါပြီးတော့ကန်ထူးကန်ကောင်းသောနေ့လေးပိုင်ဆိုင်ရရှိနိုင်ကြပါစေ